အတုပဘာဝနာဆိုတာမိမိခန္ဓာသတ္တဝါခန္ဓာတို့ရဲ့မတင့်တယ်မှုရွှန်ရှားဆွတ်ဆုပ်ဖွယ်ကောင်းမှုအနတ်မကောင်းမှုတွေကိုကြိမ်ဖန်များစွာနှလုံးသွင်းဆင်ခြင်နေတာကိုပြောတာမြတ်စွာဘုရားကဒီယုတ်ကာယကြီးရဲ့သဘာဝကိုအမှန်သိပြီးနေနေတယ်ကာယကတ္တတတိကိုပွားများနေရင်နိဗ္ဗာန်ချမ်းသာကိုသုံးဆောင်နေခြင်းပဲလို့တောင်းဟောတာကိုယ်ခန္ဓာကြီးရဲ့သဘောအမှန်တွေကိုအမှန်တိုင်းသိပြီးနေရတာဘလောက်မွန်မြတ်လဲဘလောက်ငြိမ်းအေးလဲဘလောက်ချမ်းသာလဲဆိုတာကိုအဲ့ဒီစကားကိုကြည်ရင်အဖြစ်သိနိုင်တယ်နိဗ္ဗာန်ကိုသုံးဆောင်ခြင်းလို့တောင်းဟောထားတာဒါကြောင့်ဒီခန္ဓာအင်းကြီးကိုဘာတွေနဲ့ဘလို့တိဆောက်ထားလဲဆိုတာအသေးစိတ်အမှန်တိုင်းသိကြရအောင်အယိုးကိုအမာခံနေရာမှာစိုက်ဆောက်ပြီးတော့အကျော်ပေါင်းများစွာနဲ့ဖွဲ့ရှက်ပြီးတော့အသားအသွေးနဲ့လိမ့်ကြံပြီးတော့အရည်သူရည်ပါနဲ့အုပ်ပြီးတော့တိဆောက်ထားတဲ့ခန္ဓာအင်းကြီးဒီခန္ဓာအင်းကြီးထဲမှာဘာတွေရှိနေလဲဥကောင်းကိုကြီးထဲမှာအုံနောက်တွေအပြည့်ရှိနေတယ်စိတ်ကူးနဲ့မြင်ကြည့်ပါမြင်တာနဲ့မမြင်တာမတူပါဘူးအလွန်ကွာခြားတယ်ငါကောင်းထဲမှာအုံနောက်တွေရှိနေတယ်ဆိုတာကိုသိနေပါအမှတ်ရနေပါရင်ကောင်းပိုင်းမှာဘာတွေရှိလဲအစုပ်နဲ့နှလုံးဟာမယမနာအလုံးလုံးရင်းနဲ့ရှိနေကြတယ်ရင်ဘတ်ကြီးတစ်ခုလုံးအစုပ်နဲ့ပြည့်နေတယ်အစုပ်ကလေကိုရှူသွင်းရင်ရှိုက်ထုတ်ရင်းနဲ့သွေးတွေကိုတန့်ရှင်းအောင်လုပ်တယ်အဲ့ဒီသွေးတွေကိုတစ်ခုလုံးအနှံ့ရောက်သွားနှလုံးကညှစ်ပြီးဖြန့်ပြီးတယ်ရင်ဘတ်ထဲမှာအစုပ်နဲ့နှလုံးအလုံးလုံးရင်းရှိနေတယ်ဆိုတာကိုသိနေပါဒါတွေရှိနေတယ်လို့သိပေးပါဝမ်းပိုက်ပိုင်းမှာဘာတွေရှိလဲအသေးဆိုတာကြီးရှိမယ်တိကြီးအိတ်ကလေးရှိမယ်အောက်မှာပန်ကရိယာဆိုတဲ့မုံကျူအိတ်ရှိမယ်အစာကြီးစနစ်အတွက်ဓာတ်မျိုးစုံကိုထုတ်ပေးမယ်ကုဋ္ဌတာတွေတကအစာအိမ်ဆိုတာရှိမယ်တွန့်ခောက်ခွေးနေတဲ့ဥသိမ်ဆိုတာရှိမယ်အစာဟောင်းအိမ်ဆိုတဲ့ဥမာကြီးရှိမယ်ကိုမဲမဲမော်မော်စားတောက်ထားတဲ့အစာတွေရှိမယ်အစာမဟောင်းတဟောင်းတွေရှိမယ်အစာဟောင်းတွေရှိမယ်ကြောက်ကနှလုံးကစစ်ထုတ်လိုက်တဲ့စီးတွေနဲ့ပြည့်နေတဲ့စီးအိမ်ကြီးရှိမယ်ဝါဆိုတာဒါပဲပိုက်ဆံရှိရှိမရှိရှိပညာတတ်တတ်မတတ်တတ်ယောက်ျားဖြစ်ဖြစ်မိန်းမဖြစ်ဖြစ်လူကြီးဖြစ်ဖြစ်လူငယ်ဖြစ်ဖြစ်အိုးအိုးလှလှဘာကွဲပြားချမ်းသာမှုမှမရှိပါဘူးဒါမျိုးတွေကြီးပဲအနတ်မကောင်းတဲ့ရွှန်ရှားဆက်စုပ်ွယ်သဘောတွေမတန်ရှင်းမတင့်နေတဲ့အညစ်အကြေးသဘောတွေငါလို့မှတ်ထင်မြတ်နိုးနေတယ်ဒီခန္ဓာကိုယ်ကြီးတစ်ခုလုံးမှာဒီမတန်ရှင်းတာတွေကလွဲလို့တခြားဘာမှရှိမနေဘူးသူလို့မှတ်ထင်မြတ်နိုးနေတယ်တခြားခန္ဓာကိုယ်တွေမှာလည်းဒီမတန်ရှင်းတာတွေကလွဲလို့တခြားဘာမှရှိမနေဘူးအားလုံးဟာအတူတူတွေပဲဒါဟာမှန်ကန်တဲ့အမြင်ပဲပုဂ္ဂိုလ်တ attva လို့မမြင်ပဲနဲ့အယိုးတို့ရဲ့အရှုအဝေးပဲအသားတို့ရဲ့အရှုအဝေးပဲသွေးတို့ရဲ့အရှုအဝေးပဲအားလုံးဟာအတူတူပဲလို့ကုဋ္ဌတာတွေကိုမြင်တာဟာအလွန်မှစိတ်နှလုံးကိုငြိမ်းအေးစေတယ်အလွန်မှလည်းချမ်းသာစေတယ်ဒီနေရာမှာကိုယ်ခန္ဓာကိုယ်ရင်ဒီသဘောတွေပဲလို့မြင်အောင်လုပ်ရမှာမဟုတ်ဘူးသူတစ်ပါးခန္ဓာတွေကိုလည်းဒီသဘောတွေပဲလို့မြင်အောင်လုပ်ရအောင်ပါဒါကြောင့်မြတ်စွာဘုရားကဣဇတ်တံမှာဗဟိတဝါလို့ဟောတော်မူတာငါဆိုတာလည်းဒီတိုင်းပဲသူဆိုတာလည်းဒီတိုင်းပဲလူတိုင်းဒီတိုင်းပဲလို့ဆင်ခြင်ရမှာဇာမင်းမွေးညင်းခြေသည်လက်သည်သွားအည်အသာအကျော်အယူရိုးရင်းချင်စီအညုနှလုံးအသေးအမြေအဖြင်းအဆုပ်ဥမဥသေးအစံတဲ့
အစာဟောင်းအုံနောက်တီးကြီးတလိပ်ရေသွေးချွေးအစီခဲမျက်ရည်အစီကြီးတတွေးနတ်အစီခြင်းငယ်32ခုထာတာလူတိုင်းဟာဒီ32ခုထာတာတို့အစုအဝေးမျှပဲဘာကွဲပြားခြားနားမှုမှမရှိပါဘူးဒါကိုမြင်အောင်ကြည့်ပါဒီ32ခုထာတာကိုတစ်ခုရင်ဆင်ခြင်ကြည့်ပါစာမင်းကိုစိတ်ကူးနဲ့ချွတ်ပြီးတော့ကြည့်ပါစာမင်းဒီပုဂ္ဂိုလ်တ attva မဟုတ်ယွန်ရှာဆက်စုပ်ပွဲသဘောသာဖြစ်တယ်ငါခေါင်းပေါ်မှာပေါက်နေတာလို့စာမင်းကမသိတယ်လို့ခေါင်းကလည်းငါပေါ်မှာစပင်းလေးပေါက်နေတာလို့မသိပါဘူးအချင်းချင်းမသိကြတဲ့သဘာဝတွေအဲ့ဒါလို့32ခုထာတာကိုတစ်ခုချင်းဆင်ခြင်ကြည့်ရမှာဥပမာအယိုးဆိုရင်လေအယိုးကိုစိတ်နဲ့မြင်အောင်ကြည့်ပြီးတော့အယိုးဒီပုဂ္ဂိုလ်တ attva မဟုတ်ယွန်ရှာဆက်စုပ်ဖွယ်သဘောသာဖြစ်တယ်ငါပေါ်မှာအသားတွေအုပ်ထားတာလို့အယိုးဟာမသိတယ်လို့အသားတွေကလည်းငါထဲမှာအယိုးတွေရှိတယ်လို့မသိပါဘူးအချင်းချင်းမသိကြတဲ့သဘာဝတွေအုံနောက်ဆိုရင်လေအုံနောက်ကိုစိတ်နဲ့မြင်အောင်ကြည့်ပြီးတော့အုံနောက်ဒီပုဂ္ဂိုလ်တ attva မဟုတ်ယွန်ရှာဆက်စုပ်ဖွယ်သဘောသာဖြစ်တယ်ကိုခေါင်းကုန်ထဲမှာငါရှိနေတယ်လို့အုံနောက်ဟာမသိတယ်လို့ကိုခေါင်းကုန်ကြီးရတယ်ငါထဲမှာအုံနောက်တည်ရှိနေတယ်လို့မသိပါဘူးအချင်းချင်းမသိကြတဲ့သဘာဝတွေလို့ဆင်ခြင်ရမှာအဆုပ်နှလုံးအသေးအမြည်အဖြင်းအစရှိတဲ့ကလေးသားတွေကိုလည်းပဲသူတို့ကိုမြင်အောင်ကြည့်ပြီးတော့သူတို့ဟာပုဂ္ဂိုလ်တ attva မဟုတ်ယွန်ရှာဆက်စုပ်ွယ်သဘောသာဖြစ်တယ်ဝမ်းပိုက်ထဲမှာရှိနေတာကိုသူတို့ဟာမသိကြသလိုဝမ်းပိုက်ကြည့်ရတယ်ငါထဲမှာဒါတွေရှိနေတယ်လို့မသိပါဘူးအချင်းချင်းမသိကြတဲ့သဘာဝတရားတွေလို့ဆင်ခြင်ရမှာနိဗ္ဗာန်ကိုသုံးဆောင်ခြင်းလို့မြတ်စွာဘုရားကြီးမွမ်းပြီးတော့ဟောထားတယ်ဒီကာယကတ္တသတိကိုပွားများခြင်းနဲ့ဆိုရင်32ခုထာတာကိုသင်ယူထားရမယ်တစ်ခုချင်းစီရဲ့အကြောင်းတွေပုံသဏ္ဍာန်တွေတရားတွေဒါတွေကိုသိအောင်လေ့လာမှတ်သားရမယ်သင်ယူခြင်းလေ့လာခြင်းမရှိဘဲနဲ့ပွားများတတ်မှာမဟုတ်ဘူးသူတို့ရဲ့သဘာဝကိုကျွမ်းကျင်အောင်သင်ယူလေ့လာပြီးဆင်ခြင်ပဲဆိုရင်မဲ့ဉဏ်ပူဉဏ်ရနိုင်သည့်အထိအကျိုးများတဲ့ဘာဝနာတရားဖြစ်တယ်ဒါကြောင့်ကိုယ်ခန္ဓာကိုယ်ကြီးကိုဘာတွေဘလို့ဖြစ်ပေါ်နေတယ်လဲဆိုတာကိုဉာဏ်နဲ့ဝေဖန်စီစစ်ကြရမှာ